Mobile Legends မှာနောက်ထပ် new skin တွေပေါ့နော် all star skin လို့တော့ပြောရဲကဲ skin scale effect တွေတော့ကျွန်တော်နဲ့အတူတူလေးကန်ဝေဖန်ကြည့်မယ်လိုက်တော့ let's go အော်ရအရင်ဆုံး link okay ဒီ scale effect တွေကကျွန်တော်အထင်ပြောမယ်ဆိုရင်ဒီ water style ပဲနည်းနည်းသွားမယ်တင်တယ်နော်နည်းနည်းမို့တော်သွားမယ်တင်တယ်အယောင်အစလေးသိရမလား oh my god လင်းပလီရတော်သတင်းကောင်းလားသတင်းဆိုလား brother ကပြောခဲ့နော် scale effect လေးတွေကတော့မစိုးဘူးတားလို့မိုက်တယ်ဒါအာဒီမေ okay okay ရရင်ဆိုရတယ်တော့မပါဘူးတားလို့မိုက်တယ်နော်အော် record ပြန်တာဒါပုံမှန်ပါပဲတာမှန်ပဲ okay ဟိုးရောမက်ကြီးကမိုက်လိုက်တာဒါယူဆောင် okay ဟာယူဆောင် scale effect တွေလည်းမစိုးဘူးတားလို့ okay Oh, Dragon Fall ကြီးကလှလိုက်တာလို့တွေ့လာတိုင်းရောဒီကောင်နေက water style ဘက်ကိုနည်းနည်းသွားတယ်ဘာလို့လဲဆိုတော့အယောင်နေရအစလေးတိလားလမ်းနဲ့တိုင်းရော scale effect တွေကတော့မစိုးဘူးเนาะ scale effect တွေကโอเคဒါဖာရှာကဲဆွမ်းနာယူဆောင်စကင်က free ရမယ်လို့လည်းပြောတယ်เนาะဒါဖာရှာကလည်းကဲ၃လောက်လုံးကဒီ water style ဘက်သွားတာဗျာလုံးဝမိုက်တယ် scale effect တွေကအရင်ဆိုးရတယ်မပါဘူး။အော်ငှက်ကြီးမဟုတ်ဘူးလားဘာကြီးတော့ရေတရဝါကြီးလား what the hell အိုးအာဒီမေကြီးဖာရှာအာဒီမေကြီးလုံးဝကျွတ်စင်ရောတိုင်းတို့ဟာတိုင်းရောဒီစကင်၃កောင်ဘယ်လိုထင်လဲကျွန်တော်ကတော့အရင်သဘောမကျတဲ့တော့မပါဘူးသဘောကျတယ်မိုက်တယ်စကင်လေးတွေက